အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာကတော့ကျွန်မ Chinese Scholarship Interview ဖြေတုန်းကမေးခံခဲ့ရတဲ့မိကုန်းလေးတွေနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားပါမယ် Scholarship Organization Interview မေးခွန်းအများစုကစင်တူရိုးမလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက Scholarship Interview မေးခွန်းဆိုပြီးတော့ AI မှာရှာကြည့်ပြီးတော့ပဲဖြစ်ဖြစ် scholarship interview နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကို YouTube ကနေ social media ကနေတဆင့်လေ့လာခြင်းကနေလည်းလေ့ကျင့်လို့ရတယ်ဒီဗီဒီယိုမှာတော့ကျွန်မအချိန်တုန်းကမေးခံခဲ့ရတဲ့မေးခွန်းလေးတွေနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားပါမယ်ပထမဆုံးမေးခွန်းက introduction ပေါ့နော်မဖြစ်မနေသူတို့ကကိုယ့်ရဲ့အကြောင်းကိုမိတ်ဆက်ခိုင်းပါတယ်အဲ့ဒီခါကျရင်ကိုရဲ့လက်ရှိကိုပါတွေလုပ်နေလေပြီးတော့ကိုကဒီ scholarship ကိုပါကြောက်ရှောက်ဖြစ်လေဆိုတာမျိုးဖြေပေးရင်ရပါတယ်အဲ့တော့အများကြီးကို essay ထဲမှာပါတဲ့အကြောင်းအရာတွေအကုန်လုံးကိုရွတ်ပြနေစရာမလိုဘူးသူတို့ကဖတ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအနေချင်းပြန်ပြီးတော့ပြောပြပေးရပါတယ်introduction မေးပြီးတဲ့အခါမှာပုံမှန်အားဖြင့်ဆိုရင်ကိုယ့်ရဲ့ family background နဲ့ပတ်သက်ပြီးတော့မေးတယ်အဲ့ဒီခါကျရင်ကိုကဒီရိုးရိုးသားသားပွပွင့်လင်းလင်းနဲ့ကိုယ့်ရဲ့အခြေအနေကိုကိုယ့်ရဲ့မိသားစုအခြေအနေကိုပေါ့နော်တေချာလေးပြောပြခဲ့ပြီးပါနောက်တစ်ခုကတော့ကိုယ့်ရဲ့ strength နဲ့ weakness ပေါ့နော်ကိုကဘယ်ရာတွေမှာအားတာလဲဘယ်ရာတွေမှာတော့အားနည်းနေသေးလဲဆိုတဲ့ဟာမျိုးလေးပေါ့အဲ့မှာဆိုရင်ကိုကဘယ်ရာတွေမှာအားတာလဲဆိုရင်တော့ကိုတော့ဘယ်ရာတွေမှာအားတာတယ်လို့ထင်ပါတယ်အဲ့လိုပြောလို့လည်းရတယ်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ဒီလုပ်ဖို့ကိုင်ဘက်တွေကိုယ့်ရဲ့တငယ်ချင်းတွေကကိုက leadership skill မှာတော်တယ် problem solving skill မှာတော်တယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့တခြားလူတွေကတော့ကိုဘယ်လိုချီးကျူးတယ်ဆိုတာမျိုးလေးပါပြောပြနိုင်ပို့ပြီးတော့အဆင်ပြေတယ်ကိုပါကိုဒါတွေအရန်တော်နေပါတယ်ဆိုပြီးပြောတာတခြားသူတွေကကိုဘယ်လိုမျိုးမြင်နေဆိုတော့အားသာချက်မျိုးကပို့ပြီးတော့ strong ဖြစ်စေတယ်နောက်တစ်ခုကတော့ weakness ပေါ့နော်ကိုယ့်ရဲ့အားနည်းချက်ကိုပြောတဲ့အခါမှာအရင်သတိထားရပါတယ်ကိုကတချို့မေးခွန်းလေးတွေတချို့အဖြေလေးတွေပေါ့နော်ဖြေတဲ့အခါကျရင်ကိုယ့်ရဲ့အားနည်းချက်ကကိုယ့်ရဲ့ interview ရဲ့ဖြေဆိုတဲ့နေရာမှာအားနည်းချက်ဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ကိုကအားနည်းချက်တွေတော့ရှိတယ်ဒါပေမဲ့အဲ့ဒါကိုဘယ်လိုစူးစမ်းပြီးတော့ပြင်နေတယ် practice လုပ်နေတယ်ဆိုတာမျိုးလေးကိုပြောပြဖို့လိုပါတယ်ပြီးတော့နောက်တစ်ခုကိုနဲ့အခု interview stage မှာ practice လုပ်ပေးတဲ့တယောက်ကသူကတော့ပြင်ဆင်ချိန်သိမရတော့သူကဘယ်လိုမျိုးဖြေခဲ့ဘူးလဲဆိုရင်သူက isolation ဖြစ်တယ်ပေါ့နော်အဲ့တော့အထီးကျန်နဲ့တခုခုဆိုရင်သူများတွေကသူ့ကိုမကူညီကြဘူးအဲ့လိုမျိုးဖြေတဲ့ပေါ့နော်ဖြေခဲ့တယ်ပေါ့နော်ဒါတော့ကိုနဲ့ practice လုပ်နေတာဖြစ်တဲ့တော့ကြောင့်မလို့ကိစ္စမရှိဘူးဒါပေမဲ့တကယ် interview မှာဆိုရင်အဲ့လိုမျိုးဖြေလိုက်ရင်ကိုကဒီကိုရဲ့ပတ်ဝန်းကျင်ပေါ်မှာ negative view ရှိနေတယ်လို့ထင်ခံရနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဖြေမျိုးကိုလည်းကိုကဘယ်လောက်ပဲအလင်းလိုပါစေတေချာလေးစဉ်းစားပြီးမှဖြေပေးစီလိုပါတယ်အဲ့တော့ကိုယ့်ရဲ့ weakness ကိုပြောတဲ့အခါမှာအရှိတိုင်းကိုပါတွေအခက်အခဲရှိတယ်ဆိုတာမျိုးကိုပါတွေတော့အားနေတယ်ဥမာအချိန်ဆွဲတတ်တယ်ဒါမှမဟုတ်ရင်ကိုကပြဿနာတစ်ခုကို decision ချတဲ့အခါမှာအချိန်ယူတတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကိုပြောလို့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကဘယ်လိုမျိုးပြင်ဆင်သွားမယ်ဆိုတာမျိုးပြောင်းလဲသွားမယ်ဆိုတာမျိုးကိုလည်းထည့်ပြီးတော့ပြောပြခဲ့ပြီးပါနောက်တစ်ခုကတော့ why you choose this scholarship and major ပေါ့နော်အဲ့တော့ကိုကဒီ scholarship တွေအများကြီးရှိတဲ့ကောင်မှာဘာလို့ Chinese scholarship ကိုရွေးတာလဲပြီးတော့ရင်ဘာလို့ဒီ major ကိုရွေးတာလဲအဲ့လိုမျိုးမေးလေးရှိတယ်အဲ့ဒီခါကျရင်ကိုကChinese scholarship ကအကုန်လုံးထောက်ပံ့ပေးတယ် full scholarship ရလို့ဘာထောက်ပံ့ပေးလို့ဆိုတာမျိုးထက်ပေါ့နော်အဲ့လိုမျိုးလဲပြောလို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးထက်ဒီ Chinese scholarship တာရမယ်ဆိုရင်ကိုရဲ့ဒီ life ကဘယ်လောက်ထိ upgrade ဖြစ်သွားမယ်ဆိုတာမျိုးကိုရဲ့ communityဒီအတွက်ဘယ်လိုမျိုးအပြောင်းလဲဖြစ်သွားမယ်ဆိုတာမျိုးအဲ့လိုမျိုးလေးတွေအလေးပေးပြီးတော့ပြောစီခြင်းနဲ့major ရွေးချယ်တဲ့အခါမျိုးဆိုရင်လည်းအဲ့တိုင်းပဲပေါ့နော်အဲ့တော့ကိုကဘာရမဟုတ်ဘူးဒီတိုင်းတွေးလို့ရွေးချယ်လိုက်တာအဲ့လိုမျိုးဆိုတာတဲ့ဘာလို့ဒီ major ကိုရွေးချယ်ရဲဆိုတာမျိုး strong ဖြစ်တဲ့ point ဒီအချက်လက်တွေများများလေးထည့်ပြီးတော့တေချာလေးပြောစီလိုပါတယ်နောက်တစ်ခုက challenges you face and how do you overcame ပေါ့နော်အဲ့တော့ကိုရဲ့ဘဝမှာဘယ်လိုမျိုးအခက်ခဲကြုံခဲ့ဘူးလဲအဲ့ဒါကိုဘယ်လိုမျိုးဖြေရှင်းခဲ့ဘူးလဲပေါ့နော်အဲ့ဒါမျိုးနဲ့ပတ်သက်ပြီးတော့လဲကိုကစဉ်းစားထားပေးပါအဲ့တော့ကိုတကယ်မကြုံတွေ့ရတဲ့ပြဿနာမျိုးကိုဖန်တီးတာမျိုးမလုပ်ဘဲနဲ့ပြီး honest ပေါ့နော်ရိုးရိုးသားသားလေးဖြေခဲ့ပေးပါအဲ့တော့အဲ့ဒီဖြေရှင်းတဲ့ပြဿနာကလည်းမဖြစ်မနေအရင်ကြီးမားမားမျိုးမဟုတ်ပေါ့နော်ဥမာလူအသက်ကယ်ခဲ့တာတို့ဘာလို့အဲ့လိုမျိုးကြီးဆိုတာတဲ့ကိုကဆိုရင်တော့ education major ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုကျောင်းသားရဲ့behavior အပြစ်မှုပိုင်းဆိုင်ရာချိန်သွားတာခလေးကဘာတွေတိုးတက်သွားတာပေါ့နော်အဲ့လိုမျိုးကလည်းပြောလို့ရတယ်အဲ့ဒါလည်းကိုက overcame လုပ်ခဲ့တဲ့အနေအထားတစ်ခုပဲပေါ့နော်အဲ့လိုမျိုးလည်းပြောလို့ရပါတယ်
နောက်တစ်ခုကဒီ scholarship ရပြီးတဲ့အခါကျရင်လည်းကိုကဘာတွေလုပ်မယ်လို့စဉ်းစားထားလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကိုကအဲ့လိုမေးတဲ့အခါကျရင်ကိုကအခုဒီ scholarship ရနေတုန်းမှာလည်းဘာတွေလုပ်သွားပေးမယ်ဆိုတဲ့ဟာမျိုး scholarship မရခင်လည်းကိုကဘာတွေလုပ်နေခဲ့တယ်ရတဲ့အခါမှာလည်းဘာတွေလုပ်မယ်ရပြီးရင်လည်းဘာတွေလုပ်မယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါလေးကိုကဒီရုပ်တည်ရှိနဲ့တည်ချာလေးပြောပြပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကကိုရွေးချယ်ထားတဲ့တက္ကသိုလ်နဲ့ပတ်သက်ပြီးတော့ကိုရွေးချယ်တဲ့တက္ကသိုလ်မှာဘာတွေ challenge ရှိတယ်ဘာတွေတော့အားသာချက်ရှိလဲမျိုးကို research လုပ်ထားပေးပါကိုရဲ့တက္ကသိုလ်နဲ့ပတ်သက်ပြီးတော့လေ့လာထားပေးပါနောက်တစ်ခုကကိုကလေးတုန်းကမေးခံရတာတော့ပေါ့နော်အကယ်၍ရွေးချယ်ခံရရင်ဒီတခြားမတူညီတဲ့ကျောင်းသားတွေနဲ့ဘယ်လိုမျိုး program ကို collaboration ပေါ့နော်တူလှုပ်ဆောင်ခြင်းလဲအဲ့လိုမျိုးမေးခွန်းလေးတွေမေးတာမျိုးရှိတယ်အဲ့တော့ကိုကတခြား scholarship ဝင်တာတွေနဲ့ဘယ်လိုမျိုးprogram တွေတူလှုပ်ဆောင်ပေးခြင်းလဲလှုပ်ဆောင်ပေးမလဲဆိုတဲ့ဟာမျိုးလေးတွေလည်းစဉ်းစားထားလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ if you are not selected ပေါ့အကယ်၍ကိုကရွေးချယ်မခံရရင်ကောဆိုတဲ့မေးခွန်းရှိတယ်အဲ့ဒီခါကျရင်ကိုကအရင် emotional ဖြစ်သွားအောင်အဲ့လိုမျိုးပြောပြစရာမလိုဘူးအဲ့တော့ကိုကဘယ်လောက်ထိ strong ဖြစ်လဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ကိုကအကယ်၍ရွေးချယ်ခြင်းမခံရတဲ့အခါမျိုးဆိုရင်လည်းကိုကအကယ်၍ပြန်လျှောက်ဖြစ်မယ်ဆိုရင်ပြန်လျှောက်ဖြစ်မယ်ဆိုတဲ့အကြောင်းတခြား scholarship တွေလည်းလျှောက်မယ်ဆိုတဲ့အကြောင်းဒါပေမဲ့ဒီ scholarship ကြီးကကိုဘဝအတွက်ဘယ်လောက်ထိအရေးကြီးကြောင်းဆိုတဲ့ဆရာထက်တန်မှုကိုပြခဲ့ပေးပါနောက်ဆုံးတစ်ချက်ကတော့ interview တိုင်းမှာမေးတဲ့ any question stage ပေါ့နော်အဲ့တော့မေးစရာမေးခွန်းရှိသေးလားဆိုတော့အဆင့်ရှိတယ်အဲ့ခါကျရင်ကိုကမြန်ပြီးချင်စောနဲ့မရှိတော့ဘူးဆိုပြီးတော့ထွက်လာတာမျိုးတဲ့ဆိုင်ကိုကမေးခွန်းတစ်ခုမေးခဲ့ပြီးပေါ့နော်ဒီ Chinese scholarship ပဲဖြစ်ကိုရဲ့ interview နဲ့ပတ်သက်တဲ့မေးခွန်းမျိုးမေးခဲ့ပြီးပေါ့နော်အဲ့လိုမျိုးကဒါကိုကဒီ scholarship နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိစိတ်အားထက်သန်လဲဘယ်လောက်ဒီစိတ်ဝင်စားလဲဆိုတာမျိုးကိုပြရတယ်ပေါ့နော်အဲ့တော့ကို interview လုပ်တဲ့အခါမျိုးဆိုရင်လည်းကိုတွေကအဲ့ဒီ question အတွက်အမှတ်တက်ပေးတာမျိုးတွေရှိတယ်အဲ့တော့ကြောင့်မလို့ဘယ် interview အဆင့်မဆိုပေါ့နော်ဒီ any question မေးတဲ့ခါကျရင်ကိုကမေးခွန်းတစ်ခုမေးခဲ့ပေးပါဒါပေမဲ့related ပေါ့နော်မသက်ဆိုင်တဲ့မိကုံမျိုးဥပမာ China Twin ကတလားဘလောက်ထောက်ပံ့တာလဲဆိုတဲ့မိကုံမျိုးတက်ဆိုင်ရင် China Twin ကအခုလက်ရှိလူငယ်တွေအတွက်ဘာတွေမျောလင့်ထားလဲဘလို့လူငယ်တွေကိုရွေးချယ်ခြင်းလဲဒါမှမဟုတ်ရင်လူငယ်တွေစီကဘာတွေမျောလင့်လဲဆိုတဲ့ဟာမျိုးပေါ့နော်ပို့ပြီးတော့အခုပြောတာထက်ကိုအခုပြောနေရတဲ့ပို့ပြီးတော့ strong ဖြစ်တဲ့မိကုံမျိုးကိုပြင်ဆင်ပြီးတော့မေးခဲ့စေချင်ပါတယ်ဒါလေးတွေကတော့interview stage မှာကိုမေးခံရတဲ့မေးခွန်းလေးတွေပေါ့နော်အဲ့တော့ကိုကကြိုတင်ပြင်ဆင်ထားပြီးတော့ဒီမေးခွန်းတွေအတွက်လည်း practice လုပ်ထားလို့ရပါတယ်ကျေးဇူးပါအခုဒီ2026ခုနှစ်အတွက်တော့ interview stage ကအရန်ကတ်နေပြီပေါ့နော်ဒါပေမဲ့အခုဒီ interview stage ပါလာတဲ့လူတွေထဲမှာကိုကတခါမှဒီလိုမျိုး interview မဖြေခဲ့ဘူးမဖြေဘူးကိုက practice လုပ်ချင်တယ်ဆိုရင်အခုကိုရဲ့အကောင့်မှာပေါ့နော်တစ်ချက်လောက်လေးလာဟိုင်းပြီးတော့ပြောပေးပေါ့နော်ကိုနှစ်ယောက်လုံးအားတဲ့အချိန်ကိုကြည့်ပြီးတော့15မိနစ်နိုင်ဝက်လောက်ဖြစ်practice လုပ်ပေးပဲပေါ့နော်ဆိုတော့အခမဲ့ကူညီပေးပါမယ်အဲ့တော့ဒါပေမဲ့ကိုကတခြား scholarship ဝင်တာတွေနဲ့ practice လုပ်ပြီးသားတခြား teacher တွေတခြားဒီသက်ဆိုင်ရာကူညီပေးမဲ့လူတွေနဲ့လေ့ကျင့်ပေးပြီးသားဆိုရင်တော့မလိုအပ်ဘူးပေါ့နော်ခဏလေ့ကျင့်စရာတော့မလိုဘူးကိုပါကိုမေးခွန်းတွေအတွက်အဖြေရှိနေပြီးအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုလုံးဝ practice မလုပ်ရသေးတဲ့လူတွေလုပ်ဖူးခြင်းတဲ့လူတွေအတွက်ဆက်သွယ်ပေးပါပေါ့နော်ဘာလို့လဲဆိုတော့ကိုကလေးတုန်းကလည်းpractice မလုပ်ခဲ့ဘူးပေါ့နော်ဒီတိုင်းပဲဖြေခဲ့တယ်အဓိကတော့ကိုကလည်းအရှိမ interview တွေဖြေခဲ့ဘူးတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကြီးကြောက်မနေရလဲပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုကတော့ practice မလုပ်ဘူးဒါပေမဲ့ practice တစ်ခေါက်လောက်ရှိထားဘူးရင်ဆိုရင်တော့လုံလောက်တယ်ပို့ပြီးတော့ကိုယ့်ရဲ့အားသာချက်အားနည်းချက်ကိုပို့ပြီးတော့ပြင်လို့ရတယ်ပေါ့နော်ကိုကဖြေပြီးမှဆိုရင်ဘာမှလုပ်လို့မရတော့ဘူးလေနော်ပြီးတော့ကိုရီတုံးကဆိုရင်လည်းအယောက်900နီးပါးတွေကနေပြီးတော့ရွေးချယ်ခံရတာပေါ့နော်အဲ့အတွက်ကြောင့်မလို့အရင်အပြိုင်ဆိုင်များတယ်ဒီ Chinese scholarship ကအဲ့တော့အကောင်းဆုံးပြင်ဆင်စေခြင်းနဲ့နောက်တစ်ခုက nervous မဖြစ်
ပါနဲ့ပေါ့နော်ရွေးချယ်ခြင်းလို့ကိုကဒီအစင်းတိပါလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အတက်နိုင်ဆုံးအကောင်းဆုံးကြိုးစားပြီးတော့ဖြေကြမယ်အဲ့တော့အကူအညီလိုအပ်တယ်ဆိုရင်ကိုယ့်ရဲ့အကောင့်မှာတစ်ချက်လေး high ပေးပါပေါ့နော်အဲ့တော့အချိန်တစ်ချက်ချိန်ပြီးတော့ကို final exam မဖြေခင်အဆင်ပြေတယ်ဆိုရင်တော့လေ့ကျင့်ပေးပါမယ်ဟုတ်အားလုံးပဲကျေးဇူးပါ